ဒုနီယာလောကမှာကျွန်တော်တို့တွေအသက်ရှင်ကြမယ်အသက်50 60 90 80အလုံးစုံထားပါတော့အသက်90 100အဲ့ဒီနောက်မှာကျွန်တော်တို့လည်းကဘရဲကိုတွားရမှာပဲအခုကဘရထဲရောက်သွားပြီးတဲ့နောက်မှာချက်ချင်းကီယာမတ်တန်းဖြစ်မှာလားဆိုတော့မဖြစ်သေးဘူးကဘရဲမှာကျွန်တော်တို့အချိန်ကာလတစ်ခုအထိနေရအောင်မယ်အော်နေရလဲဘာဖြစ်လဲနေမှာပေါ့ဆိုပြီးတော့ကျွန်တော်တို့လွယ်စကားကိုပြောလိုက်လို့မရဘူးအဲ့ဒီအချိန်ကာလတစ်ခုအတွင်းမှာကျွန်တော်တို့ဒုနီယာမှာကောင်းတာတွေလုပ်ခဲ့ရင်ကောင်းတဲ့အကျိုးကိုခံစားရမယ်မကောင်းတာတွေလုပ်ခဲ့ရင်ကျွန်တော်တို့မကောင်းတဲ့အကျိုးကိုခံစားရမယ်တီရမီဇီကျမ်းမှာဟာဒီသ်တော်တပုတ်လာရှိထားတယ်တမန်တော်မြတ်ကြီးဆလ္လာဟူအလိုင်ဟီဝါဆလမ်အမိန့်ရှိခဲ့တယ်ကဘရ်ဆိုတာကဂျန်နတ်ရဲ့ဥယျာဉ်တွေကနေပြီးတော့ဥယျာဉ်တစ်ခုလည်းဖြစ်နိုင်တယ်လို့ဂျဟန္နမ်ရဲ့ကြောက်ကမ်းပါးတွေကကြောက်ကမ်းပါးတစ်ခုလည်းဖြစ်နိုင်တယ်တမန်တော်ဒီလိုဒူအာတောင်းခံခဲ့တယ်အလ္လာဟူမ္မာအင်နီအအူဇူဘီကမင်အဇာဘ်လ်ကဘရ်အိုအလာရှင်မြတ်ကျွန်တော်မျိုးအလာရှင်မြတ်ရဲ့ထံပါတော်မှာကဘရ်ရဲ့အဇာဘ်ပြစ်ဒဏ်ကနေပြီးတော့ခိုလုံမှုတောင်းခံပါတယ်ဘူခါရီကျမ်းထဲမှာလာရှိတဲ့ကဘရ်မှာမူနာဖစ်တွေကာဖီတွေကိုတန်နဲ့ပြုလုပ်ထားတဲ့လက်နက်တွေနဲ့ဖရစ်တာတွေရိုက်နှက်ကြမယ်အဲ့ဒီအခါမှာဒီလူသားတွေကတိတ်ကိုပြင်းပြင်းထန်ထန်ကြဲကြဲလလောင်အော်ဟစ်ကြလိမ့်မယ်အဲ့ဒီအော်ဒန်ကိုလူသားနဲ့ဂျင်တွေကလွဲပြီးတော့တခြားသူတွေအားလုံးကကြားရလိမ့်မယ်လေးစားတဲ့လူကြီးမင်းများခင်များဘာဖြစ်လို့ဒီလိုအဇပ်တွေကိုခံရတာလဲဘာဖြစ်လို့ဒီလိုပြစ်ဒဏ်တွေကိုခံရတာလဲဆိုတော့ဒီန်မရှိလို့ဖြစ်တဲ့လူကြီးမင်းများခင်များဒီန်ရှိဖို့ဒီန်ကိုနားလည်ဖို့အတွက်အခုလိုပလီဝတ်ကျောင်းတော်တွေတာသနာကျောင်းနေနဲ့ကျွန်တော်တို့အမြဲတမ်းပတ်သက်နေရမယ်ဆက်နွယ်နေရမယ်ဟာဒီသ်တော်မှာလာရှိတဲ့ဘူခါရီကျမ်းဟာဒီသ်တော်တပုတ်မှာဒီလိုလာရှိထားတဲ့ခုနဦးတော်သူကကီယာမတ်နေ့မှာအလ္လာဟ်ရှင်မြတ်ရဲ့အာရရှ်ပလင်တော်အရေးအဝါသားအောင်မှာနေထိုင်ခွင့်ရမယ်အဲ့ဒီလူတွေကတဦးကဘယ်လိုလူလဲဆိုတော့ဟာဒီသ်မှာလာရှိတဲ့رجل قلبه معلق في المساجد ဒီလိုလူဖြစ်တဲ့သူ့ရဲ့နှလုံးသားကပလီတွေနဲ့အမြဲပတ်သက်ဆက်နွယ်နေတယ်လူကြီးမင်းများခင်များဒါကဘလို့လူကိုပြောတာလဲဆိုတော့ဒီပုဂ္ဂိုလ်ကဖဂျ်နမတ်ဖတ်ဖို့ပလီကိုရောက်လာတဲ့အခါမှာသူစဉ်းစားတယ်အော်ဆန္ဒနာကြီးခွဲကြရင်တော့ဇိုဟ်ဖတ်ဖို့ငါဒီကိုပြန်လာရအောင်မယ်ဇိုဟ်ဖတ်ဖို့ရောက်လာတဲ့အခါမှာသူ့ကောင်းထဲမှာအသွေးရှိတယ်အော်လေးနိုင်ခွဲကြရင်အဆော်ဖတ်ဖို့ငါပြန်လာရမယ်အဆော်ဖတ်ဖို့လာတဲ့အခါမှာလည်းအသွေးရှိတယ်မဂရစ်ဖတ်ဖို့အဲ့ဒီတိုင်းပဲအရှာဖတ်ဖို့အဲ့ဒီလိုပုံစံမျိုးနဲ့သူ့ရဲ့နှလုံးသားထဲမှာဒီပလီကိုလာဖို့အမြဲတမ်းအာယုံအပြည့်အဝရှိနေတယ်လေးစားတဲ့လူကြီးမင်းများခင်များကျွန်တော်တို့ရဲ့ဘဝတသက်မှာနမတ်ဆိုတဲ့အရာရှိရမယ်နမတ်ကချိန်ကျွန်တော်တို့ဖတ်ရမယ်ကျွန်တော်တို့ရဲ့ကိစ္စတိုင်းရတရားတော်နဲ့ကိုက်ညီမှုရှိလားဒါကိုလည်းကြည့်ဖို့အရေးကြီးတယ်ဒါတွေကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်ခဲ့တယ်ဆိုရင်ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာလာရှိတယ်ဖအမ်မာမန်အူတီယာကီတာဘဟူဘီယာမီနီသူ့ရဲ့ကောင်းမှုမကောင်းမှုမှတ်တမ်းကိုသူ့ရဲ့ညာဘက်လက်ထဲကိုထည့်ပေးလိုက်မယ်အဲ့ဒီခါမှာဖဆောဖယူဟာဆဘူဟီဆာဘန်ယစီရာဒီနောက်ပိုင်းမှာသူ့ကိုစရင်အင်းစစ်ဆေးတဲ့နေရာမှာလွယ်ကူကူစစ်ဆေးလိုက်မယ်ဝယန်ကလီဘူအီလာအဟလီဟီမစရူရာဒီနောက်ပိုင်းမှာသူကသူ့ရဲ့မိသားစုဝင်ဂျန်နတီတွေမိတ်ဆွေတငယ်ချင်းဂျန်နတီတွေစီကိုပျော်ရွှင်မြူးချွာပြီးတော့ပြန်သွားလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့သူ့ဘဝအတွက်အဓိကအရေးပါတဲ့အောင်မြင်မှုကြီးကိုသူရရှိသွားပြီးလူကြီးမင်းများခင်များအဲ့ဒီလူနဲ့ဆန့်ကျင်ဘက်နောက်ထပ်တဦးကတော့ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာလာရှိတဲ့ဝအမ်မာမန်အူတီယာကီတာဘဟူဝရာအဇူဟရီသူ့ရဲ့ကောင်းမှုမကောင်းမှုမှတ်တမ်းကိုသူ့ရဲ့ကြောအနောက်ကနေပေးအပ်ခြင်းခံရတယ်။ဘာဖြစ်လို့ကြောအနောက်ကနေပေးခြင်းခံရတာလဲဆိုတော့တဖ်ဆီပညာရှင်တွေအမိန့်ရှိတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့လက်တွေကိုနောက်ပြန်ကျိုးတုပ်ထားတယ်။ဒီတော့ဒီကောင်းမှုမကောင်းမှုမှတ်တမ်းစာအုပ်ကိုကြောအနောက်မှာကျိုးတုပ်ခံထားရတဲ့သူ့ရဲ့လက်ထဲကိုထည့်ပေးလိုက်တဲ့အခါမှာဖဆောဖယဒအူဆူဘူရာသူတေခြင်းတရားကိုတန်တာလိုက်မယ်သူဂျဟန္နမ်ထဲတော့မတွားခြင်းဘူးနောက်တစ်ချိန်တေသွားရင်ကောင်းမှာပဲလို့စဉ်းစားမယ်ဝယဆလာဆအီရာအဲ့ဒီနောက်မှာသူလဲဂျဟန္နမ်ထဲကိုတွားလိုက်ရမယ်လူကြီးမင်းများခင်များဒီလိုအခြေအနေဆိုးတွေနဲ့ကျွန်တော်တို့မရင်ဆိုင်ရဖို့အတွက်
နမတ်ကိုဆွဆွဲမြဲမြဲဖတ်ဖို့လိုအပ်တယ်ကျွန်တော်တို့ဖဂျာအချိန်မှာမိသားစုလည်းအိမ်နေတယ်အဖေမေလည်းမထဘူးသားသမီးတွေလည်းမထဘူးအားလုံးအိတ်လို့ကောင်းနေတယ်ကျွန်တော်တို့စဉ်းစားကြည့်ပါအဲ့ဒီအချိန်ကျွန်တော်တို့မိသားစုတစုလုံးကိုအလတ်အရှင်ဘယ်လောက်တောင်အမျက်တော်သားထွားမလဲလူချင်းမင်းများခင်များကျွန်တော်တို့ရဲ့ဘဝတက်တန်းကဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ဘဝတက်တန်းဖြစ်နေပြီလေကျွန်တော်တို့အမြဲတမ်းပြောနေတဲ့အစင်မပြေမှုတွေများတယ်ငွေကြေးအစင်မပြေဘူးမိသားစုထဲမှာပြဿနာတွေရှိတယ်အလ္လာဟ်အရှင်မရှိတဲ့ Zuhar al-fasadu fil barri wal bahri bima kasabat aydin nas လူသားတွေသူတို့လက်နဲ့သူတို့လုပ်ခဲ့တဲ့မကောင်းမှုတွေကြောင့်ကုန်းပေါ်နဲ့ရေထဲမှာပြဿနာတွေအပျက်အစီးတွေဖြစ်ရတဲ့လေးစားတဲ့လူချင်းမင်းများခင်များဒီတော့ကျွန်တော်တို့တွေနမတ်ကားခြင်းကိုဆွဆွဲမြဲမြဲဖတ်မယ်ပလီတွေကိုလူစီကားအောင်လုပ်မယ်ပညာရှင်တွေအမိန့်ရှိကြတဲ့မွတ်စလင်တွေနမတ်ကိုစွန့်လွတ်လာပြီးဆိုရင်အဲ့ဒီမွတ်စလင်တွေနေတဲ့မြို့ရွာမဟုတ်ဘူးအဲ့ဒီမွတ်စလင်တွေနေတဲ့နိုင်ငံကအစပျက်စီးမှုတွေနဲ့ရင်ဆိုင်ရတဲ့လူကြီးမင်းများခင်များတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကတမန်တော်တလောက်တောင်အမိန့်ရှိခဲ့တဲ့နမတ်မဖတ်တဲ့သူကကာဖီဖြစ်သွားတဲ့အီမမ်အာမတ်ဘင်ဟမ်ဘလ်တခင်နဲ့တခြားပညာရှင်တွေတလောက်တောင်အမိန့်ရှိတဲ့သူတယောက်ကတီးတီးကြီးနဲ့နမတ်မဖတ်ဘူးနမတ်ကိုစွန့်လွတ်တယ်ဆိုရင်သူမွတ်စလင်ဖြစ်မှာမဟုတ်တော့ဘူးကာဖီလုံးလုံးဖြစ်သွားလိမ့်မယ်ဒါပေမဲ့ပညာရှင်အများစုကတော့လူတယောက်ကတီးတီးကြီးနဲ့နမတ်ကိုစွန့်လွတ်လိုက်တဲ့အတွက်ကြောင့်ကာဖီရောမဖြစ်သွားဘူးဒါပေမဲ့တိတ်ကိုကြီးကျယ်တဲ့အပြစ်ကိုနာသူခံစားရမယ်ဖာစစ်ဖြစ်သွားမယ်ဆိုပြီးတော့ဆိုကြတယ်လူကြီးမင်းများခင်များမွတ်စလင်တွေထဲမှာဒီလိုလူတွေအများကြီးရှိတယ်ဒဘလုံးမှာဂျူမာနမတ်တခုပဲဖတ်တယ်ကျန်တဲ့နမတ်တွေတခုမှမဖတ်ဘူးအလုံးကိုဆွန့်လွတ်လိုက်တယ်ဆွန့်လွတ်လိုက်ရတဲ့အတွက်ကြောင့်လဲဘာခံစားချက်မှလည်းမဖြစ်ဘူးဒါတွေကိုဖတ်ရကောင်းမယ်လည်းမသိဘူးအဲ့ဒီလိုလူတွေကတိတ်ကိုကြောက်စရာကောင်းတဲ့လူတွေဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအလ္လာဟ်အရှင်အမိန့်ရှိထားတဲ့ Fawailul lil musallin ဒီလိုလူတွေအတွက်ပျက်စီးမှုရှိတယ်။ Alladhina hum an salatihim sahun သူတို့တွေကသူတို့နမတ်တွေနဲ့ပတ်သက်ပြီးတော့မေ့လျော်နေကြတယ်။ဂယုမဆိုင်ကြဘူး။လေးစားတဲ့လူကြီးမင်းများခင်များ Hazrat Umar radiyallahu ta'ala anhu တခင်ကြီးကဖဂျာနမတ်ကိုတင်နေတဲ့အချိန်မှာအဘူလူလူဆိုတဲ့မိကိုွယ်တဲ့ကျွန်ကအနောက်ကနေပြီးတော့ဥမာတခင်ကိုဓာတ်နဲ့ထိုးခဲ့တယ်။အဲဒီခါမှာဥမာတခင်တရားအပြည့်အထန်ရခဲ့တယ်။သွေးတွေခန္ဓာကိုယ်ကနေအများကြီးထွက်သွားတယ်။လူတွေကဟဇရတ်ဥမာတခင်ကိုပွေ့ချီပြီးတော့အိမ်ကိုခေါ်လာကြတယ်။အဲဒီလိုတိတ်ကိုနာကျင်မှုဝေဒနာခံစားနေရတဲ့အချိန်အခါမျိုးမှာဥမာရဒီယလာဟူတာလာအနုတခင်လူတွေကိုဒီမေးကိုပဲမေးတယ်အဆွလန်နတ်လူတွေနမတ်ဖတ်ပြီးကြပြီလားဥမာတခင်မမေးခဲ့ဘူးငါကိုဘသူတတ်တာလဲဘာဖြစ်လို့သူကငါကိုဒီလိုလုပ်ရတာလဲဒါတွေကိုဟဇရတ်ဥမာရဒီယလာဟူတာလာအနုတခင်စိတ်မဝင်စားခဲ့ဘူးဥမာတခင်စိုးရိမ်တာတခုကဒီနေ့ဒီပြဿနာကိုအကြောင်းခံပြီးတော့လူတွေဖဂျာနမတ်မဖတ်ဖြစ်လိုက်မှာကိုစိုးရိမ်နေအဲ့ဒီအခါမှာလူတွေကပြောကြတာပေါ့အတင်စိတ်မပူပါနဲ့လူတွေဖဂျာနမတ်ဖတ်လိုက်ကြပါပြီအဲ့ဒီလိုပြောတဲ့အခါမှာဥမာတခင်စိတ်အေးသွားတယ်တချို့စစ်ပြချက်တွေမှာဒီလိုတောင်လာရှိထားတယ်ဥမာတခင်အဲ့ဒီအခါဒီစကားပြောခဲ့တယ်လာဟဇဝဖီလ်အစ္စလာမီလီမန်တရကဆလာနမတ်ကိုစွန့်လွတ်တဲ့လူအတွက်အစ္စလာမ်သာသနာမှာဘာမှရစရာမရှိဘူးလေးစားတဲ့လူကြီးမင်းများခင်များဒီအကြောင်းအရာကကျွန်တော်တို့ကိုသင်ခန်းစာပေးနေတယ်ကမ္ဘာမှာအစ္စလာမ်ရဲ့နယ်မြေအင်ပါယာကြီးတစ်ခုကိုတည်ထောင်နိုင်ခဲ့တဲ့ဟဇရတ်ဥမာရဒီယလာဟူတာလာအနုတခင်ကသူ့ဘဝရဲ့နောက်ဆုံးအချိန်မှာနမတ်ထပ်ပို့ပြီးတော့အရေးကြီးတဲ့အရာမရှိကြောင်းကိုဟဇရတ်ဥမာရဒီယလာဟူတာလာအနုတခင်လက်တွေ့ပြသခဲ့တဲ့လူကြီးမင်းများခင်များဒီတော့ကျွန်တော်တို့စဉ်းစားဖို့လိုမယ်ငါတို့ရဲ့ဘဝတတန်းမှာငါတို့အတွက်နမတ်ကဘယ်လောက်အရေးပါလဲဘယ်လောက်အတိုင်းထားသည့်အရေးကြီးတယ်လို့ငါတို့ထင်မြင်ယူဆလဲအဇန်အတန်ကြားတာနဲ့ပလီတန်းသွားတဲ့သူလားနမတ်အချိန်တွေကိုစောင့်မျှော်နေတဲ့သူလားဒဘမှာဂျူမာနမတ်တစ်ချိန်ပဲတော့ဖတ်တဲ့သူလားအဇန်တန်ကြားတဲ့အခါမှာငါနဲ့မဆိုင်ပါဘူးဆိုပြီးတော့ဂယုမဆိုင်ပဲနေတတ်တဲ့သူလားအလ္လာဟ်အရှင်အမိန့်ရှိထားတဲ့မာဆလကကုမ်ဖီဆကာ
ဂျန်နတ်မှာရှိတဲ့သူတွေဂျဟန္နမ်ရောက်သွားတဲ့သူတွေကိုမေးခွန်းထုတ်ကြမယ်ဘယ်အရာကအသင်တို့ကိုဂျဟန္နမ်ကိုရောက်စေတာလဲဂျဟန္နမီတွေဒီစကားတခွန်းပြောလိုက်မယ်ကောလူလမ်နကူမီနယ်မုဆွလင်ကျွန်တော်တို့ဒုနီယာလောကမှာနမတ်မဖတ်ခဲ့ကြဘူးလူချင်းမများခင်များနမတ်ဆိုတာကအလ္လာဟ်ရှင်မြတ်နဲ့ကျွန်တော်တို့ကြားထဲမှာပတ်သက်ဆွနယ်မှုတစ်ခုပဲလူတစ်ယောက်ကနမတ်မဖတ်တော့ဘူးဆိုရင်အလ္လာဟ်နဲ့သူနဲ့ကြားကပတ်သက်ဆွနယ်မှုတစ်ခုကိုဖျက်ချလိုက်တာပဲဖြစ်တယ်အလ္လာဟ်အရှင်ကျွန်တော်တို့အားလုံးကိုထိမ့်သိမ့်တော်မူပါစေဝါအာခီရူဒါဝါနာအလ်ဟမ်ဒူလ illah ရောဘ်အလ်အာလမင်